Etiquette Golf Emporium page မှာမိတ်ဆွေပါတနာများအားလုံးကိုကြိုဆိုပါရခင်ဗျကျွန်တော်တင်ထားတဲ့ driver ရိုက်ချက်က2မိုင်ကျော်ထိသွားမှာလားဆိုတဲ့ခေါင်းစဉ်ကိုအရင်မရှင်းပြခင်မှာမိတ်ဆွေပါတနာတို့ကိုမေးကလေးတစ်ခုလောက်မေးပြရစီဗျမိတ်ဆွေပါတနာတို့ driver နဲ့ရိုက်လိုက်တဲ့ဘောလုံးကလေးပေါ်မှာဘယ်လောက်ကြာနေလဲဥပမာပြောရရင်ဗျball flying စက္ကန့်ပေါ့အဲ့လိုမျိုးဘယ်နှစ်စက္ကန့်လောက်ကြာနေလဲဆိုတော့မိတ်ဆွေပါတနာတို့သတိထားမိလားဗျခေါက်သီးဘောလုံးတစ်ခုက distance များဝေးရောက်အောင်သွားဖို့ဆိုရင် rotation speed clutch head speed launch angle spin rate တွေပေါ်မှာအဓိကတွက်ချက်ကြတယ်ဗျမိတ်ဆွေပါတနာတို့လည်းသိပြီးသားဖြစ်တဲ့ဒီအကြောင်းတွေကိုတော့ကျွန်တော်အကျယ်ချဲ့ပြီးတော့မပြောတော့ပါဘူးခင်ဗျမသိသေးတဲ့ပါတနာတွေကတော့ကျွန်တော်ရဲ့ channel မှာအရင်တင်ထားတဲ့ဒီ golf club review တွေကိုတော့ကြည့်ရင်တော့ဒီအကြောင်းအရာတွေကိုကောင်းကောင်းလေးသဘောပေါက်သွားလိမ့်မယ်ခင်ဗျကမ္ဘာပေါ်မှာ longest drive ရိုက်ထားတဲ့သူကတော့ဒီ Kelly Berkshire ဆိုတဲ့ World Longest Championship မှာပြိုင်တဲ့ကစားသမားပဲဖြစ်တယ်ခင်ဗျသူ့ရဲ့ longest drive က989 ခန့်ဖြစ်တယ်ခင်ဗျသူ့ရဲ့ longest ကိုအကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်မိတ်ဆွေပါတနာတို့မေးခဲ့တဲ့မိတ်ဆွေပါတနာတို့ရဲ့ဘောလုံးကလေးပေါ်မှာဘယ်လောက်နေလဲဆိုတာနဲ့ပြန်ပြီးတော့ချိတ်ဆက်ရမယ်ခင်ဗျသူ့ရဲ့ဘောလုံးကကလဟန်နဲ့ဘောလုံးကိုထိပြီးတဲ့အချိန်ကစပြီးတော့ပြန်ကျတဲ့အချိန်ဒီ6စက္ကန့်နဲ့10စက္ကန့်ကြားထဲမှာ flying စက္ကန့်ရှိတယ်ခင်ဗျဟုတ်ပြီအဲ့ဒါဆိုရင် PGA လို့ခေါ်တဲ့ဒီ professional golfer တွေရောသူတို့ရိုက်တဲ့ဘောလုံးကဒီ flying စက္ကန့်ဘယ်လောက်ကြာမလဲပေါ့နော်အဲ့ဒါကိုပြန်ကြည့်ရရင် pro golfer တွေထဲမှာဘလူက longest drive အများဆုံးရိုက်ထားနိုင်လဲဆိုတာကိုကျွန်တော်မေးလိုက်မယ်ဆိုရင်ပါတနာတို့စိတ်ထဲမှာအရင်ဆုံးပြေးမြင်မှာက Bryson DeChambeau တို့ Matt Ryan တို့ကျွန်တော်တို့အများစုကဒီ golfer တွေကိုပြေးမြင်လိမ့်မယ်ဗျဒါပေမဲ့အားလုံးမထင်မှတ်ထားတာတခုကတော့2024ဒီ Century ပြိုင်ပွဲမှာဒီ American ကောက်သီးသမား Max Homa ရိုက်ခဲ့တဲ့ဘောလုံးက489 ဂိုင်းနဲ့ဒီ professional golfer တွေထဲမှာအများဆုံးရိုက်ထားနိုင်တဲ့ရိုက်ချက်ဖြစ်မှတ်တမ်းဝင်သွားတယ်ခင်ဗျအဲ့ဒါကိုတစ်ဖက်ကြည့်ရင်တော့ဗျာကျန်တဲ့ဒီ end record ဖြစ်တဲ့တိုက်ကောက်ရိုက်တာတို့ Dustin Johnson ရိုက်ခဲ့တဲ့ဘောလုံးတို့တချို့ရိုက်ခဲ့တဲ့ဘောလုံးတွေမှာလည်းဒီ Becky Lamb ကိုထောက်ပြီးတော့သွားတာတို့အဲ့လိုမျိုးအဓိကပြိုင်ပွဲမဟုတ်တဲ့ဟာတွေကိုတော့ထည့်ရွေးတော့ချားခြင်းတော့မရှိဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ professional golfer တွေရဲ့ guide 300နဲ့350ကြားပြေးတဲ့ရိုက်ချက်တွေကလေထဲမှာဘလောက်နေလဲလို့ပြန်ကြည့်ရရင်သူတို့ရဲ့ဘောလုံးက6စက္ကန့်နဲ့9စက္ကန့်အထိပဲနေတယ်ဗျ6စက္ကန့်နဲ့9စက္ကန့်အထိကိုရောက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဘောလုံးကဒီ300နဲ့350ကြားကိုပြေးမယ်လို့ကျွန်တော်တို့ကအကြမ်းမြင်ယူဆလို့ရတယ်ခင်ဗျဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်အရာ2မိုင်ကျော်ထိပြေးဖို့ဆိုရင်ဘောလုံးတစ်လုံးကလေထဲမှာဘယ်လောက်ထိနေရမလဲဆိုတာအဲ့ဒါကစိတ်ဝင်စားဖို့ကောင်းတယ်ဗျ2မိုင်ကျော်ထိသွားမယ်ဆိုရင်အဲ့ဘောလုံးတစ်လုံးကလေထဲမှာစက္ကန့်80အနည်းဆုံးနေရမယ်ခင်ဗျကျွန်တော်အခု short movie လေးတစ်ခုကိုပြမယ်ခင်ဗျshort movie လေးကိုပါတနာတို့ကြည့်ပြီးသွားရင်အဲ့ဒီ movie အကြောင်းလေးနဲ့ဒီဘလုံးတစ်လုံးက2မိုင်ကျော်ထိသွားမှာလားဆိုတာလေးကိုကျွန်တော်ရှင်းပြမယ်ခင်ဗျမိတ်ဆွေပါတနာတို့မြင်ခဲ့ရတဲ့ဒီကောက်သီးကိုရိုက်နေတဲ့လူကအပိုလို14ရဲ့အာကာသယာဉ်မှူးအလန်ရှပ်ပန်းဆိုတဲ့လူပဲဖြစ်တယ်ဗျသူကဒီရိုက်ချက်ကိုလကဘာပေါ်မှာ1982ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာသူရိုက်ခဲ့တာခင်ဗျအလန်ရှပ်ပန်းက Wilson ကုမ္ပဏီကထုတ်လုပ်တဲ့ Iron Number 6နဲ့ရိုက်တာဗျဘယ်ဘောလုံးအမျိုးအစားကိုရိုက်ခဲ့တယ်ဆိုတာတော့အတိအကျဖော်ပြထားတာတော့ကျွန်တော်မတွေ့မိဘူးခင်ဗျသူ့ရဲ့အာကာသယာဉ်မှူးဝစ်စုံကဖောင်းဖောက်ဖာကြီးလည်းဖြစ်နေတယ်တင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ဒီခေါက်တံကိုလက်နှစ်ဖက်နဲ့ကန်ရိုက်ဖို့ဆိုတာသူ့အတွက်မဖြစ်နိုင်ခဲ့ဘူးခင်ဗျအဲ့ဒါကြောင့်ခေါက်တံကိုလက်တစ်ချောင်းနဲ့ပဲသူရိုက်ခဲ့တယ်ခင်ဗျအဲ့မှာသူကဘောလုံးနှလုံးကိုရိုက်တယ်ပထမဘောလုံးကတော့တိတ်မထိလိုက်ဘူးခင်ဗျအခုမိတ်ဆွေတို့မြင်တွေ့ခဲ့ရတဲ့ဒီဘောလုံးကတော့အသေးချာထိသွားခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့ဒီဝစ်စုံကြောင့်ရောလက်တစ်ဖက်သုံးပြီးရိုက်ထားကြောင်းရောပြီးတော့ဒီလားကဘာပေါ်မှာကလည်းဂဲတွေကြောက်တွေနဲ့အဲ့လိုမျိုးမညီမညာဖြစ်နေတဲ့အတွက်ကြောင့်သူ stamp လောက်ရတာရောဒီဘောလုံးရဲ့ place လောက်ရတာရောမှာအဆင်မပြေ
ပြစ်ခဲ့တဲ့အတွက်ကြောင့်သူစူးစမ်းပြီးတော့ရိုက်ခဲ့ရတယ်လို့သူပြောတယ်ဗျသူရိုက်ပြီးတော့ဘောလုံးထွက်သွားတဲ့အချိန်မှာသူ့ရဲ့ကဘာကျော်စကားတစ်ခုကိုပြောတယ်ဗျအဲ့ဒါကတော့ miles ဆိုပြီးတော့သူပြောတာဗျအဲ့ဒါကဘာလဲဆိုတော့ဒီဘောလုံးကတဲ့ မိုင်းနေချီပြီးတော့ထွက်သွားပြီဆိုပြီးတော့စကားကိုသူပြောတာဗျလာကဘာပေါ်မှာတခြားအကြောင်းအရာတွေမလုပ်ဖဲနဲ့ဘာကြောင့်ခေါက်သီးရိုက်ပြလဲဆိုတဲ့မေးခွန်းလေးကတခုရှိတယ်ဗျအဲ့ဒါကဘာကြောင့်လဲဆိုရင်ဒီ Apollo 13 ခရီးစဉ်ကမအောင်မြင်ခဲ့တဲ့အတွက်ကြောင့်ဒီ Apollo 14 ရဲ့ခရီးစဉ်ကလည်းအနည်းငယ်နောက်ကျခဲ့တယ်ဗျပြီးတော့ဒီလာကဘာပေါ်မှာဒီ NASA အဖွဲ့တွေတခုခုလောက်ပြခြင်းတယ်လူထုကိုသူတို့ဒီကောင်းကောင်းလုံနိုင်ခဲ့တယ်ဆိုတဲ့တခုကိုလည်းသူတို့ပြခြင်းတယ်ဗျအဲ့ဒီအချိန်မှာဒီ Apollo 14 ရဲ့အာကာသယာဉ်မှူးဖြစ်တဲ့ Alan Shepard ကသူက golfer ဖြစ်တဲ့အတွက်ကြောင့်ခေါက်သီးရိုက်ပြမယ်ဆိုပြီးတော့သူကဆုံးဖြတ်ခဲ့တာခင်ဗျအဲ့ဒါကလည်းကျွန်တော်တို့ golfer တွေအတွက်ကတော့ငါတို့ golfer တွေကလာပေါ်မှာတော့တက်ပြီးခေါက်သီးရိုက်တယ်ဆိုတော့ကြံဖန်ပြီးတော့ဂုဏ်ယူစရာတစ်ခုလဲခေါက်သီးသမိုင်းမှာဖြစ်ခဲ့တယ်ဗျ1982ခုနှစ်မှာခေါက်သီးတစ်လုံးကမိုင်းချီပြီးတော့ရောက်သွားတယ်ဆိုတဲ့ဇလန်းက240ကြာ2011ခုနှစ်မှာဒီဇလန်းကနောက်တစ်ချိန်ပြန်ပေါ်လာတယ်ခင်ဗျဒီခေါက်သီးကတကယ်ပဲမိုင်းချီပြီးတော့သွားခဲ့တာလားဆိုတဲ့မေးခွန်းပဲဗျ2009ခုနှစ်မှာလူလိုက်ပါခြင်းမရှိဘဲနဲ့ဓာတ်ပုံနဲ့အခြား data တွေကောက်ယူဖို့လွတ်တင်လိုက်တဲ့ Lunar Reconnaissance Orbiter ဆိုတဲ့အာကာသယာဉ်ကနေတဆင့်ရတဲ့ဓာတ်ပုံတွေမှာ1982ခုနှစ်မှာအလန်ရှက်ပန်ရိုက်ခဲ့တဲ့ခေါက်သီးနှလုံးကိုပြန်တွေ့ခဲ့တယ်ခင်ဗျလေမရှိဘူးမိုးမရွာဘူးရာသီဥတုမရှိတဲ့လာကဘာပေါ်မှာအလန်ရှက်ပန်ရိုက်ခဲ့တဲ့ခေါက်သီးဒီဗစ်အရာတွေကအခုထိကြံနေသေးတယ်ခင်ဗျအဲ့ဒီမှတ်တမ်းဓာတ်ပုံတွေကိုအခြေခံပြီးတော့အလန်ရှက်ပန်ရဲ့ဘောလုံးတွေဘယ်ရောက်သွားလဲဆိုတာကို2011ခုနှစ်မှာအတည်ပြုနိုင်ခဲ့တယ်ခင်ဗျပထမရိုက်လိုက်တဲ့ခေါက်သီးဘောလုံးကအပိုလို14ရဲ့ဘေး24ခိုက်ကိုပဲရောက်တယ်ဗျဒုတိယရိုက်လိုက်တဲ့ဘောလုံးကတော့ဂိုင်40အကွာမှာပြန်ပြီးတော့တွေ့တယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့မှာမေးခွန်းက240လုံးအလန်ရှက်ပန်ကကျွန်တော်တို့ကိုလိန်ခဲ့တာလားခင်ဗျအဲ့လိုတော့လေအလန်ရှက်ပန်ကကျွန်တော်တို့ကိုလိန်ခဲ့တာတော့မဟုတ်ဘူးခင်ဗျသူလဲဒီဘောလုံးကဘယ်ကိုရောက်သွားလဲဆိုတာတိတိကျကျလဲသူလဲသိချင်မှတော့သိမယ်ဗျအဲ့ဒါဆိုဘာကြောင့်သူကဒီဘောလုံးကမိုင်းနေအများကြီးထွက်သွားပြီလဲလို့ပြောလဲဆိုရင်နျူတန်ရဲ့ The Law of Gravitation ဆိုတဲ့ formula နဲ့ပြန်တွက်ကြည့်မယ်ဆိုရင်သူဘောလုံးကအနည်းဆုံးတမိုင်ထက်ကိုတော့သွားမှာတော့သိကြတယ်ဗျဘာကြောင့်လဲဆိုရင်နောက်ပိုင်း NASA ကသိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုကကမ္ဘာမြေကြီးထက်စွမ်းငယ်ရမှာ6ဆတဆပဲရှိတယ်ပြီးတော့လေထုရဲ့ဒီပုတ်တိုက်မှုမရှိဘူးအဲ့ဒီနေရာမှာ pro golfer တယောက်ရဲ့ရိုက်လိုက်မယ်ဘောလုံး speed ကိုထည့်တွက်လိုက်မယ်ဆိုရင်အဲ့ဒီဘောလုံးကလေထဲမှာစက္ကန့်80ကျော်ကြာအောင်နေပြီးတော့သူပြောရတဲ့အတိုင်းပဲမီတာ3000အထက်ကိုရောက်သွားမှာသိကြတယ်ဗျ distance ဝေးရောက်ချင်ရင်တော့လားပေါ်မှာခေါက်သီးရိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ခင်ဗျအခုကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေမှာလိုအပ်ချက်တွေရှိခဲ့ရင်လည်းကျွန်တော်ရဲ့ comment မှာဝင်ရောက်ပြီးတော့ပြောဆိုနိုင်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်အခုလူနာမည်တွေကိုအတန်ထွက်တာတွေလည်းတခုခုလွဲမယ်ဆိုရင်လည်းသိခံပြီးတော့နားထောင်ပေးကြပါကျွန်တော်ရဲ့အခုလိုမျိုးဗီဒီယိုလေးတွေကို TikTok နဲ့ YouTube Channel မှာလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျကြည့်ရှုပေးတဲ့ပါတနာတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျ